ချေတို့ပတ်လုံးကြီးပြန်လုံးကြီးယူတော့မယ်ဆိုလို့ရှိရင်ခါရဲ့တင်းရဲ့အရှိရဲ့တိုင်းရမယ်။နောက်အဖုံးမှာဘယ်ဘုံညာဘုံဆိုတာသိနေရမယ်။ဘယ်ဘုံဆိုလို့ရှိရင်ညာဘက်ကနေစတိုင်းပြီးဆွဲရမယ်။ညာဘုံဆိုရင်ဘယ်ဘက်ကနေစတိုင်းပြီးဆွဲရမယ်။နောက်လုံးကြီးရဲ့အစ4000မိုင်ရောအစအဲ့ဒါကို၄កောက်ချိုးပြီးတော့၄កောက်ခောက်ပြီးမှတ်ပါပြီးလို့ရှိရင်ဖြန့်ချပြီးတော့အရှည်ကိုတိုင်းမယ်အရှည်ကို1.4ခောက်စာပေါင်းထားမယ်ခါမှာဆိုလို့ရှိရင်32ရှိတယ်တင်က39ရှိတယ်အရှည်က39ရှိတယ်ဆိုပါစို့ခါကို4နဲ့စားမယ်4 8 32ချုပ်စာခောက်စာ3လက်မပေါင်းမယ်တင်အစားလေး9.6ရမယ်เนาะ39ကိုစားလိုက်ရင်ချုပ်စာ1လက်မပေါင်းမယ်အရှည်39ချုပ်စာ1.4သို့မဟုတ်2လက်မပေါင်းမယ်ခါမှာခါချိန်တဲ့အခါမှာခါကနေပြီးတွက်မယ်ဆိုရင်လည်းအဖြေအတူတူပဲတင်ရတွက်မယ်ဆိုလည်းအဖြေအတူတူပဲခါအတွင်းကျမ်းမှာဆိုရင်ခါကိုပုံမူသေးထားပြီးတော့နှစ်နဲ့စားမယ်16ကိုမှကျဲတို့ကအတွင်းစာထဲတာ9လက်မပေါင်းမယ်4လက်မပေါင်း5လက်မပေါင်း21လက်မရှိမယ်ပြီးလို့ရှိရင်ခောက်စာ4လက်မပေါင်းမယ်အဖုံးချမ်းအတွက်ဆိုရင်2နဲ့စားမယ်နော်16ရမယ်ခောက်စာ4လက်မပေါင်းမယ်နောက်အဖုံးချမ်းကို16နဲ့ထားတာပေါ့နော်ဥပမာပြောရင်တော့အတွင်းချမ်းကို21ထားတင်ကနေတိုင်းမယ်ဆိုလို့ရှိရင်လေတင်အတွင်းအပြင်ရှိရယ်တင်ကို2နဲ့စားမယ်39 2နဲ့စားတော့19.5ရမယ်အဲ့တော့20ဖြစ်မယ်ချုပ်20ဟိုမှာ1လက်မပေါင်းလိုက်တော့21အပြင်ဘုံအတွက်ဆိုလို့ရှိရင်လေအတူတူပဲ39 2နဲ့စားတော့19.5အပြင်ဘုံကြတော့20ထဲကနေပြီးတော့လေပေါင်တစ်ချမ်းစာပေါ့ပေါင်ရဲ့တဝက်စာလေး4လက်မနှုံရင်16အဲ့တော့အတူတူပဲဖြစ်တယ်အဲ့တော့ညက်ပုံညက်နီးလေးကတော့အဲ့အတွင်းချမ်းအပြင်ချမ်းလေးချမ်းပြီးတော့ထောက်ကလေးကိုဆွဲရတာဖြစ်တယ်